ဒီနေ့ကျွန်တော်မိသားစုစားဖို့ငါတက်တာလေးနဲ့မုတ်ဒီလေးဒါတော့ပြပါတယ်လို့ဟုတ်ကဲ့ကဲဝေစားဦးငါတက်တာထည့်ပါတယ်လို့မုတ်ဒီလေးဖွာထားတဲ့ထည့်ပေါ့နော်ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့မျိုးစင်းလေးပေါ်ပါလှီးထားနဲ့နာပင်လေးပေါ်ပါလှီးထားပေါ့နော်ဟုတ်ကဲ့ဒါကတော့ပဲမှုတ်ပါတော့ဟုတ်ကဲ့ပဲမှုတ်ဟုတ်ကဲ့ဒါကတော့ညတိချက်မှုတ်ပါနော်ဟုတ်ကဲ့ညတိချက်မှုတ်ပါတော့နော်ဟုတ်ကဲ့ဒါလေးကတော့စီချက်ပါတော့ဟုတ်ကဲ့စီချက်ပါတော့ဟုတ်ကဲ့စီချက်ပါတော့နော်ဒါလေးကတော့ချုံမှုတ်ပါလို့နော်ဟုတ်ကဲ့ချုံမှုတ်ပါလို့ဟုတ်ကဲ့ချုံမှုတ်ပါဟုတ်ကဲ့ဒါလေးကတော့ငပြရည်လေးပါလို့နော်ချိန်ပြီးတော့ထည့်လိုက်တော့မယ်နော်ဟုတ်ကဲ့ဒါလေးကတော့တမယာလေးလေးပါနော်ဟုတ်ကဲ့တမယာလေးဖြစ်ပါလို့တမယာလေးညက်ထည့်ပါပြီလို့နော်ဟုတ်ကဲ့တမယာလေးညက်ထည့်ပါပြီလို့ဟုတ်ကဲ့တမယာလေးညက်ထည့်ပါပြီလို့ဟုတ်ကဲ့ဟာအစီလေးဖယ်လိုက်အောင်ပေါ့ကဲနေပါတော့မယ်လို့ဟုတ်ကဲ့ဒါကြနေဂျွန်နယ်တို့ပြောမှကြောက်လက်ပြောင်ဖေးလိုက်အောင်ပေါ့နော်ဟုတ်ကဲ့ကဲနေပါပြီလို့နော်ဟုတ်ကဲ့နေပါပြီလို့နော်ဟုတ်ကဲ့ဟုတ်ကဲ့စားကြပါဦးဒီကငါးရွက်ကြည့်ဟောကဲနဲ့မြည်ကြည့်ပါမယ်အချင်းတူတာဟုတ်ကဲ့ချင်းနဲ့လို့ခင်းနဲ့လိုပါရောဟိုအစီတွေများဒီနေ့ပြီးတာဟာပြနေတော့အစီတွေနဲ့ပြလိုက်ကဲဒီရောင်ထွက်ပါတယ်လို့နော်ဟုတ်ကဲ့ဒီရောင်ထွက်ပါတယ်ဒီမနက်စာလေးကျွန်တော်တို့မိသားစုတွေဆွဲဖို့ပေါ့နော်မနက်စာဆိုတော့ခုကနှစ်ကင်းကြော်ပြီပေါ့နော်မနက်စာရဲ့တို့တော့လည်းမဟုတ်တော့ဘူးဘယ်နိုင်ထိုးရဆိုတော့တစ်ချက်တောင်ထိုးသွားတစ်ချက်တောင်ကြော်ဟုတ်ကဲ့ဒီရောင်လေးထွက်ပါတယ်ဟုတ်က
တော့ပါဒါညံတော့ပဲဆိုပဲမှာဒါပေမဲ့ငါပြန်နေတူငမဲလေးတူ